ကဒီထွက်လာတယ်ဒါပေမဲ့ထွက်လာအပေါ်ကျောက်ကအောက်ကိုဖိသွားတယ်အောက်ကိုဖုံးသွားတယ်ဆိုတော့အောက်မှာရှိတဲ့တားတက်တွေအကောင်ဟာတော့ပလုံသွားတာပေါ့အောက်ကတားတဲ့လုံးဝမထွက်တော့အဲ့လိုဆိုတော့အခုနှိမ်လိုက်တဲ့အချိန်မှာဒီစစ်သုံးမျိုးအပေါ်ကနေချွေးအောင်လုံးဝအပင်ရှည်ရောအယိုးရောအကျွဲ့ရောအကောင်လုံးတပင်းလုံးချွေးအောင်ဖြန်းပြီးရင်အောက်ကအစာကိုမခိုးနဲ့1000တပြီပဲဥမာ9000ကျင်ချင်း6ပြီထည့်ရမှာဒီဆေးတွေက3မျိုး3လဖြစ်တဲ့ယောဂလုံးဝမတိုးတာယောဂမတိုးနော်နှုံးတာဘယ်လောက်ထည့်ရမလဲဆိုတော့ဒီမှာတပုံးတစ်ထုပ်ထည့်မယ်အခုနပြတယ်မှာဒရန်စတားလက်အခုနပြတဲ့ grand star လက်ကိုကြတော့ဆရာတို့က9ဆုံးစီခြေလေးကနေတပုံးကို grand 9ဆုံးထည့်မယ်ပြီးရင်စတားလက်ကို9ဆုံးထည့်မယ်ပြီးရင်ခုနပြရမှာတပုံးတစ်ထုပ်အကောင်လေးကိုရွာပြီးဖြန့်အဲ့ဆိုရင်အခုနဆရာပြောတဲ့ဗီဒီယိုဖိုင်တွေဆရာပြန်ရွာဘက်တွေရောက်လို့ဗီဒီယိုတင်ထားတဲ့ဗီဒီယိုဖိုင်တွေမှာကွန်ပင်တွေပင်ပြောက်တွေတော့များရသွားမယ်โอเคသွားမယ်ဒီစီးတွေကိုဆရာချလို့မရဘူးဖုံးဆက်ချလို့မရများယူမယ်ဆိုရင်ဒီကနေပို့ပေးမယ်ညောင်တော့ကနေပို့ပေးမယ်ဘယ်တော့မှမဝေးဘူးအခုခေတ်ကကျင်းလေးနော်လိုချင်လေးဆေးကိုသာပြောပို့ပေးမယ်ဈေးလေးတက်တာစီရမယ်ဈေးလေးတက်တာရမယ်ပစ္စည်းလေးမှန်ရမယ်နော်ကိုယ်တိုင်လာယူမယ်ကိုယ်တိုင်စိတ်တိုင်းကြလာယူမယ်ဆိုလေယူလို့ရတယ်ညောင်တော့ERDတိုင်းညောင်တော့ကြော်သိန်းနဲ့စိုက်ဆေးမှာရတယ်နော်ကိုယ်တိုင်လာခြင်းနေဆိုရင်လေလာဒါမှမဟုတ်ပို့ပေးရမယ်ဆိုရင်ဗီဒီယိုကောပါညာခေါ်ပြီးတော့မှပို့ပေးမယ်နော်ပို့ပေးမယ်ဆိုတာကဘလို့ဖာလိုက်ဥမာအပြင်များတယ်ဆိုရင်ဥမာကိုစိုက်တဲ့အနီးအနားပဲဝန်းကျင်လူတွေကိုပြောဆိုပြီးတော့မှဒီကီလိုများယူမယ်ဆိုရင်ဥမာစေတုပ်စင်ကားထုတ်ကနေစပြီးတော့ယူပေးအဲ့လိုဆိုရင်ပို့ရပိုကောင်းတယ်ကားတင်ပေးလိုက်ရင်ကားတင်ပေးရလေပိုအဆင်ပြေတယ်ကွာ